BNN လဲသွားချင်တယ်လေကလည်းကုန်စရာမလိုပဲနဲ့ဘတ်ဂျက်တက်တာပြီးမြန်မာငွေ4000ရှိုံနဲ့မုတ်စားလို့ရမယ် BNN အဝတ်တက်လေးတွေရတဲ့မန်းလေးမျိုးရဲ့ဈေးကြိုဈေးကစုံကြီးဆိုတဲ့နာမည်ကြီးတမိုးရီရောင်းဆိုင်လေးကိုဒီကခေါ်သွားပေးပါမယ်နော်မန်းလေးဈေးကြိုဆိုတဲ့အတိုင်းချစ်စရာကောင်းတာလေးတကူကတော့ဝဲမဝဲအရာသားလေးတွေပေးမိတာပေါ့နော်အခုဒီလိုဝယ်စားတဲ့ဆိုင်လေးကတော့မန္တလေးဈေးကြိုမှာဆိုရင်လုံးဝအောင်နာမည်ကြီးပြီးတော့တန်းစီပြီးတော့စောက်စားရတဲ့တမိုးရီရောင်းဆိုင်လေးပဲဖြစ်ပါတယ်မဲဒီတော့ကန်ကောင်းချင်တော့ဒီတော့သွားတဲ့နေ့မှာတန်းစီစောက်စရာမလိုပဲနဲ့2ယောက်3ယောက်လောက်ပဲစောက်လိုက်ရတယ်ပေါ့နော်ဒါမို့လို့နာမည်ကြီးနေတဲ့တိုင်းဒီဆိုင်လေးကတကယ်ရောစားကောင်းရဲ့လားဘယ်လိုမျိုးအရာသာရှိမလဲဆိုတာဒီကသိချင်နေပြီမို့လို့ဒီနေ့တူလိုက်ကြည့်ပေးကြပါအောင်နော်ဒီမှာကလေးကပွဲသေးပေါ့နော်သူကတော့မုတ်ဖက်လေးထည့်ပေးတယ်ပြီးရင်တော့ဒီစိတ်ထင်ပေါ့နော်အဲ့ဒီအောက်ကဟာလေးကိုချက်ဟင်ကားသီးလို့ထင်နေတာအမှန်တော့ချက်ဟင်ကားသီးမဟုတ်ဘူးတခွားမွှေးသီးလို့ပြောပါတယ်အဲဒီတပွဲကိုဒီရဲ့မောင်တယောက်ရဲ့ဒီတငယ်ချင်းရဲ့3ယောက်စားကြပါမယ်ရှင်ဒါတပွဲ4ယောက်ပွဲသေးကဲဒါဆိုရင်ဒီကစားကြည့်ပြီးသွားပြီဆိုတော့သူ့ရဲ့အရာသားလေးကိုပြောပြမယ်နော်သူ့ရဲ့တမောကြီးတောင်းလေးကလေလုံးဝချင်းငံဇက်တော့မဟုတ်ဘူးသူကချွချိုလေးဘက်ကိုသွားရဲပေါ့နော်ဒီဆက်ဆုံးပြောရရင်တော့ဒီတရက်တီးတို့ဘာလို့ပေါ့နော်အချင်းနေစားရင်တုတ်စားတဲ့ဒီလိုမျိုးအရာသားမျိုးပေါ့နော်တမောကြီးတောင်းဆိုတာထက်အဲ့လိုမျိုးအရာသားဘက်ကိုသွားပါရဲ့ရှင်ပြီးတော့လေသူကကြတော့အဆက်ဆိုတဲ့အတိုင်းပေါ့နော်ဒီတိုင်းစားနေမယ်ဆက်စားနေမယ်ဆိုရင်တော့လုံးဝမဆက်ပါဘူးဒါပေမဲ့ရက်လိုက်မယ်ဆိုရင်တော့အရန်ဆက်တာပေါ့နော်ဒါမို့လို့ဒီတငယ်ချင်းတော့ကတော့လုံးဝတူမချပဲနဲ့ဇက်တိုင်းကိုကုန်တဲ့အထိကိုစားနေခဲ့တာပါဒီတခွားသီးလို့ပြောတဲ့ဟာလေးကကျတော့လေဒီကူမစားဘူးတော်တော်လေးကိုချိုပြီးတော့နူးညံ့ပြီးတော့စားကောင်းပါတယ်ဒီတို့ကမိုဘီနယ်မော်လမြိုင်သူတွေဆိုတော့ဒီတို့ဘက်မှာစားတဲ့သမောရောင်းနေတော့မတူဘူးဒါပေမဲ့သူရတာနဲ့သူကတော့အဆင်ပြေတယ်စားလို့ကောင်းတယ်လို့တော့ပြောလို့ရပါတယ်ရှင်ဒါကြောင့်မို့လို့ဒီတို့ကမန္တလေးဈေးကျုပ်ဈေးထဲမှာမဟုတ်တမျိုးတည်းစားခဲ့တာမဟုတ်ပဲနဲ့အများကြီးစားခဲ့တာမို့လို့နောက်ဗီဒီယိုတွေကိုလည်းစောင့်မျှော်ကြည့်အားပေးကြပါဦးနော်ဒါဆိုရင်တော့ဗီဒီယိုလေးကိုဒီထိရအောင်ကြည့်လာပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်လည်ဆုံကြမယ်နော်အားလုံးပဲဒါပါ